ဇလန်လီအစမှာတော့ဆဟီလို့ခေါ်တဲ့ကောင်လေးတယောက်ဟာချီကာဂိုမြို့ကြီးရဲ့လမ်းမတွေထက်မှာအမော်ဒကောနဲ့ပြေးလွှားနေပါတယ်သူ့လက်ထဲမှာအနီရောင်ဂရီဘာဘူးလေးတစ်ခုကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားပါတယ်ဒါဟာသူ့အဖေရဲ့လက်ဝတ်ရတနာဖြစ်ပြီးသူတို့မိသားစုပိုင်ဆိုင်တဲ့ The Great Indian Saga ကိုကယ်တင်မှုအတွက်နောက်ဆုံးမျှော်လင့်ချက်လည်းဖြစ်ပါတယ်ဆဟီဟာအပေါင်ငယ်တစ်ခုတည်းကိုဝင်သွားပြီးကောင်နာပေါ်မှာဘူးလေးကိုတင်လိုက်ပါတယ်မျှော်လင့်ချက်အပြည့်နဲ့ဆိုင်ရှင်ကိုကြည့်နေပေမဲ့ဆိုင်ရှင်ကပစ္စည်းကိုတေချာမကြည့်ပဲ$9လို့အေးဆက်ဆက်ပြောလိုက်ပါတယ်ဆဟီကမျက်နှာပြတ်သွားပါတယ်$9နဲ့ဘာမှလုပ်လို့မရပါဘူးသူဝေခွဲရခတ်နေတော့ဆိုင်ရှင်ရဲ့မျက်လုံးကဆဟီဝတ်ထားတဲ့လက်ပတ်နာရီစီကိုရောက်သွားပါတယ်အဲ့ဒီနာရီကဆဟီတိတ်ချရတဲ့ကံကောင်းစီတဲ့နာရီပါဆိုင်ရှင်ကအဲ့ဒီနာရီပေါင်းရင်နောက်ထပ်$20ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်ဆဟီကနာကျင်စော်နဲ့စဉ်းစားပြီးနောက်မှာတော့ဖခင်အတွက်အရာအားလုံးကိုစွန့်လွတ်ဖို့ဆုံးဖြတ်ကနိုင်ကိုပါဖြုတ်ပေးလိုက်ပါတယ်စုစုပေါင်း$25ရရှိခဲ့ပါတယ်ပတ်စံရတာနဲ့အိမ်ကိုပြန်ပြေးတဲ့လမ်းမှာရက်ကွက်လူမိုက်တွေနဲ့တွေ့ပါတယ်သူတို့ကဆာဟီရဲ့ပတ်စံကိုလူယူပြီးဝိုင်းထိုးကြပါတယ်ဒါပေမဲ့ဆာဟီကတာမန်ကလေးမဟုတ်ပါဘူးစက်ကတ်ထဲမှာကြီးပြင်းလာသူပြီးကိုကရကြန့်ခံပြီးတော့တိုင်းပညာအခြေခံရှိတဲ့သူပါလူကောင်သေးပေမဲ့လူမိုက်တွေကိုပညာသားပပြန်လဲတိုက်ခိုက်မိကြီးပေါ်ကင်ပေါက်ပြီးသူ့ပတ်စံကိုပြန်လူယူကအဆောက်အဦခေါမိုးတွေပေါ်ကနေထွက်ပြေးသွားခဲ့ပါတယ်စက်ကယုံရောက်တော့ဖခင်ဖြစ်သူကိုတွေးရပါတယ်ဖခင်ဖြစ်သူဟာမျက်လက်ပညာကိုအယံမြင်လို့သူဖြစ်ပြီးစက်ကဟာသူ့ရဲ့အသက်ဝိညာဉ်မှာတားဖြစ်သူကပတ်စံ$25လာပေးတဲ့အခါဖခင်ဖြစ်သူကမျက်ရည်ဝဲသွားခဲ့ပါတယ်တားရဲ့ဒီပတ်စံတွေကအဖေတို့အကျွေးနဲ့ရှင်တဲတပွေစာပဲရှိပါတယ်လို့ပြောပေမဲ့သူ့သားရဲ့စိတ်တက်ကိုလေးစားလို့ပတ်စံကိုတင်ထားလိုက်ပါတယ်ဒီနေ့ဟာ Western ဘဏ်ရဲ့ပိုင်ရှင်မစ္စတာအန်ဒါဆန်လာပြီးစက်ကတ်ကိုဖွင့်ခွင့်ပေးမပေးဆုံးဖြတ်မဲ့နေပဲဖြစ်ပါတယ်မကြခင်မှာပဲအန်ဒါဆန်ရဲ့ဘဏ်အရာရှိတွေရောက်လာကြပါတယ်ဆာဟီရဲ့အဖေကကျွန်တော်မှပတ်စံမရှိပေမဲ့ကဘာပေါ်မှာဘယ်သူမှမလုပ်နိုင်တဲ့မျက်လက်ပညာတွေရှိပါတယ်လို့ပြောပြီးဖျော်ဖြေပွဲစတင်ပါတယ်သူတို့သားဖားရဲ့ဖျော်ဖြေမှုဟာတကယ်ကိုအမခမ်းပါပဲလက်တော့တဲ့မျက်လက်တွေညှို့တက်ပါတဲ့လှုပ်ရှားမှုတွေနဲ့တင်ဆက်ခဲ့ပြီးအထူးခြားဆုံးကတော့The Boss လို့ခေါ်တဲ့တစ်တာပြကွက်ပါဆဟီဟာတစ်တာတဲ့ဝင်သွားပြီးစက်ကမိုင်းအတွင်းခမ်းမရဲ့အခြားတစ်ဖက်ကနေပြန်ထွက်လာတဲ့အကွက်ဟာဘယ်သူမှလိုက်မမီနိုင်တဲ့ပညာရက်ပါပဲဖျော်ဖြေပွဲပြီးတော့ဆဟီရဲ့အဖေကမျောလင်းချက်မျက်လုံးတွေနဲ့အန်ဒါဆန်ကိုကြည့်ပါတယ်ဒါပေမဲ့အန်ဒါဆန်ကရက်ဆက်သူဟာခမရတို့ရဲ့မျက်လက်ကခစ်ကုံသွားပြီးပတ်စံမရှာနိုင်တော့ဘူးလို့ပြောပြီးစက်ကတ်ကိုပိတ်သိမ်းဖို့9ရက်ပဲအချိန်ပေးကလက်ထွက်သွားပါတယ်ဆာဟီရဲ့အဖေဟာအန်ဒါဆန်6ကိုဖတ်ပြီးတောင်းပန်ပေမဲ့ကန်ထုတ်ခံလိုက်ရပါတယ်ဆာဟီဟာအန်ဒါဆန်ကိုဝင်တားတော့သူ့ရဲ့အဖေကဘွားမှာဘသူရှိမှဒူးမထောင်းနဲ့တားလို့အော်ပြောပြီးတားလိုက်ပါတယ်အဲဒီနောက်မှာတော့မျောလင်းချက်ကုံဆုံးသွားတဲ့သူတို့သားဖအားအန်ဒါဆန်ရှေ့မှာတဲ့တနက်ကိုထုတ်ဘန်သမားတွေငဲကြပါစေလို့ချိန်စာတိုက်ပြီးသူ့ကောင်းသူပြစ်ကအဆုံးစီရင်လိုက်ပါတယ်ဖခင်ရဲ့ဒွေးတွေနဲ့ရဲနေနေတဲ့မြင်ကွင်းကိုကြည့်ပြီးဆာဟီဆိုတဲ့ကလေးငယ်လေးရဲ့နှလုံးသားမှာအမုန်းတရားမီးတောက်တွေထာဝရဆွဲထင်ကြံရစ်ခဲ့ပါတော့တယ်ဆာဟီဟာအခုဆိုရင်အရွယ်ရောက်ပြီးကြန့်ခိုင်တန်မာတဲ့လူငယ်တစ်ယောက်ဖြစ်နေပါပြီသူ့အိတ်ခမ်းထဲမှာအန်ဒါဆန်ရဲ့ Western ဘဏ်ရဲ့ဓာတ်ပုံတွေအစားအုပ်မြေပုံတွေနဲ့ပြည့်နှက်နေပါတယ်ဒီနေ့မှာတော့အန်ဒါဆန်ရဲ့ဘဏ်ခွဲတစ်ခုမှာအချက်ပေးတန်းနေမြည်ဟီးလာပါတယ်ရဲတွေရောက်လာတဲ့အခါမှာမယုံနိုင်စရာမြင်ကွင်းကိုတွေးလိုက်ရပါတယ်အဆောက်အဦထိပ်ကနေဒေါ်လာငွေစက်ကူတွေမိုးရွာသူတဖွဲဖွဲကြာဆင်းနေရပါလမ်းပေါ်ကလူတွေကပတ်စံတွေကိုအလူရက်ကောက်ယူနေကြပါတယ်ရဲတွေကသူ့ကိုဝိုင်းဖမ်းဖို့လုပ်တဲ့အခါမှာတော့သူကအဆောက်အဦနိုင်ငံကနေကျိုးတစ်ချောင်းနဲ့တောင်လိုက်ပြေးဆင်းသွားပြီးအောက်မှာရထားတဲ့ဘန်ကားတဲ့ပြေးဝင်ပါတယ်ရဲကားတွေကဘန်ကားကိုဝိုင်းလိုက်တဲ့အချိန်မှာဘန်ကားကပေါက်ကွဲသွားပြီးအထက်ကနေ BMW စိုက်ကဲအမဲရောင်ကြီးနဲ့ဆာဟီခုန်ထွက်လာပါတယ်အဲ့ဒီနေရာမှာဇကိုင်းအမိုက်ဆုံးအရှင်စဲတစ်ခုကိုမြင်တွေ့ရမှာပါဆာဟီဟာဆိုင်ကယ်ကိုကျွမ်းကျင်စွာမောင်းနေပြီးရဲကားတွေကိုရှောင်တိန်ပါတယ်လမ်းပိတ်ဆို့ထားတဲ့ကုန်တင်ကားကြီးအောက်ကနေဆိုင်ကယ်ကိုဘေးနဲ့လဲချပြီးရှော့တိုက်မောင်းနေသွားပုံကတကယ်ကိုအမခမ်းပါပဲရဲတွေကမြေပြင်ကရောရဟတ်ရင်ထဲမှာလိုက်ဖမ်းကြပါတယ်နောက်ဆုံးကားပါကင်အဆောက်အဦတစ်ခုပေါ်မှာပိတ်မိသွားပါတယ်ထပ်ပေါက်မရှိတော့ဘူးလို့ထင်တဲ့အချိန်မှာဆာဟီဟာအဆောက်အဦနှစ်ခုကြားဆက်သွယ်ထားတဲ့တင်းငယ်တဲ့ကြိုးတန်းလေးပေါ်ကိုဆိုင်ကယ်နဲ့မောင်းတက်သွားပါတယ်စွမ်းငင်အားကိုအန်တုပြီးတော့ဟန်ချက်ညီညီနဲ့မောင်းနှင်သွားကတစ်ဖက်ကအဆောက်အဦကိုရောက်ရှိလွတ်မြောက်သွားပါတော့တယ်သူထွက်ပြေးသွားတဲ့နေရာမှာဟင်ဒီဘာသာစကားနဲ့ရေးထားတဲ့ဘန်သမားတွေငရဲကြပါစေဆိုတဲ့စာတုံးနဲ့လူရှင်တော်မျက်နှာဖုံးတစ်ခုသာကျန်ရစ်ခဲ့ပါတယ်ချီကာဂိုရဲတပ်ဖွဲ့ဟာဒီလိုထူးဆန်းပြီးကျွမ်းကျင်တဲ့တခိုးကိုဘလို့မှမဖမ်းနိုင်တာကြောင့်အိန္ဒိယနိုင်ငံကနာမည်ကြီးရဲအရာရှိ ACPJ နဲ့သူ့ရဲ့လက်ထောက်အလီကိုအကူအညီတောင်းလိုက်ပါတယ်ဇလန်ကမွန်မိုင်းမြို့ကိုခဏကူးသွားပြီးဂျေးနဲ့အလီတို့ရဲ့မိတ်ဆက်ခန်းကိုပြသပါတယ်အလီကတော့ပုံမှန်တိုင်းမိန်းကလေးမြင်ငန်းတက်ပြီးစကားများတဲ့သူပါသူကလူစိုးကိုင်းတစ်ခုနဲ့တွေ့တဲ့အချိန်မှာစကားတွေပြောပတ်ပြီးအာယုံနောက်အောင်လုပ်နေတော့ဂျေးကရုတ်တရက်သုံးမိန်းကားနဲ့နိုင်ရန်ကိုထိုးဖောက်ပြီးလူဆိုးတွေကိုဖမ်းဆီးပြတာကသူတို့ရဲ့တာမန်ရဲတွေမဟုတ်ကြောင်းသက်သေပြလိုက်တာပါချီကာဂိုရောက်တော့အန်ဒါဆန်ကသူတို့ကိုအမှုအကြောင်းရှင်းပြပါတယ်ဂျေးကအခင်းဖြစ်ရာကိုတွားကြည့်ပြီးချက်ချင်းပဲကောက်ချက်ချလိုက်ပါတယ်ဒီတခိုးကပတ်စံလိုချင်လို့ခိုးတာမဟုတ်ဘူး
ဘန်ကိုအဆက်ခွဲချင်တာသူခြံထားခဲ့တဲ့တဲလွန်စားတွေအရသူဟာမျက်လက်စရာတယောက်ဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာဆာဟီဟာဖခင်ရဲ့အိမ်မက်ဖြစ်တဲ့ The Great Indian Circuit ကိုကြီးကျယ်ခမ်းနားစွာပြန်လည်ဖွင့်လှစ်ဖို့ပြင်ဆင်နေပါတယ်သူ့မှာကျွမ်းကျင်တဲ့အမျိုးသမီးမျက်လက်အကူတယောက်လိုအပ်နေပါတယ်အလီယာဆိုတဲ့ကောမလီတယောက်ရောက်လာပြီးအစမ်းပြသခွင့်တောင်းပါတယ်အဆောင်တွေကသူမကိုမောင်းထုတ်ပေမဲ့ဆာဟီကစိတ်မရှိစွာနဲ့ပဲ9မိနစ်ပဲအချိန်ပေးမယ်လို့ပြောလိုက်ပါတယ်အလီယာကတချင်ဖွင့်လိုက်တာနဲ့သူမရဲ့ပုံစံကလုံးဝပြောင်းလဲသွားပါတယ်အပေါ်တက်အင်ကြီးကိုတလွာချင်းချွတ်လိုက်ပြီးဆွဲဆောင်မှုရှိတဲ့ဝတ်စုံနဲ့အတူအမြင့်ခုံစတက်နေဂျွန်းပါပညာတွေနဲ့ကပြဖျော်ပြပါတယ်သူမရဲ့စွမ်းအင်ယုံကြည်မှုနဲ့အလတ်တရားကိုတွေးလိုက်ရတဲ့ဆာဟီဟာမင်သက်သွားပြီးသူမကိုချက်ချင်းအလောက်ခန့်လိုက်ပါတယ်သူတို့နှစ်ယောက်ဟာမာလန်ဆိုတဲ့တချင်းနဲ့အတူလေ့ကျင့်ခန်းတွေပြင်းပြင်းထန်ထန်လှုပ်ဆောင်ပြီးစက်ကပ်ဖွင့်ပွဲအတွက်အသင့်ပြင်ဆင်နေပါပြီဂျေလ်ကသတင်းစာရှင်းလင်းပွဲလုပ်ပြီးတခိုးကိုစိန်ခေါ်လိုက်ပါတယ်တခိုးကအပြော်ရန်သမားပါနောက်တစ်ခါလာရင်တေချာပေါက်မိမှာပါလို့ပြောပြီးဆာဟီရဲ့မာနကိုထီပါလာအောင်လုပ်လိုက်ပါတယ်ဒါကိုဒီဗီကနေမြင်တဲ့ဆာဟီဟာဒေါသထွက်ပြီးရဲစခန်းကိုကိုယ်တိုင်တွားရောက်ခဲ့ပါတယ်ဂျင်းနဲ့တွေ့ပြီးကျွန်တော်တခိုးကိုသိတယ်သူကကလောင်လို့ခေါ်တဲ့မျက်လက်ဆရာဟောင်းမလို့လိန်ပြောလိုက်ပါတယ်တကယ်တော့ဆာဟီဟာရဲတွေဘာစီစဉ်ထားတယ်ဆိုတာသိကျင်လို့ရဲစခန်းတက်တီဝင်ပြီးတရှိုးလောက်တာပါဂျေလ်ကဆာဟီရဲ့မျက်လုံးတွေကိုကြည့်ပြီးတခုခုလွဲနေမှသိပေမဲ့သူ့ကိုပြန်သုံးချဖို့အတွက်ယုံကြည်အောင်ဆောင်လိုက်ပါတယ်ဆာဟီကရဲရစီကနေဗန်ရဲ့ငွေကဧပြီလ1ရက်နေ့မှာငွေအများဆုံးရရှိမယ်ဆိုတဲ့သတင်းကိုရယူလိုက်ပါတယ်ဒါပေမဲ့ဒါကဂျေလ်ထောင်ထားတဲ့ထောင်ချောက်ပါဆာဟီဟာဒါကိုရဲမိပေမဲ့သူ့အစီအစဉ်နဲ့သူရှိပြီးသားပါဧပြီလ1ရက်နေ့မှာဆာဟီဟာဘန်ကိုဒုတိယအကြိမ်ဝင်ရောက်စီးနှင်းပါတယ်ဘန်ဝန်ထမ်းတွေကိုလဲစားပြီးငွေတွေကိုလေအေးပိဆက်ပိုက်လိုင်းတွေကနေတစ်ဆင့်အပြင်ကိုပြန်မောက်ထုတ်လိုက်ပါတယ်ရဲတွေအဆောက်အဦကိုဝိုင်းနာပြီးဆာဟီကိုပိတ်မိအောင်လုပ်ပါတယ်ဆာဟီကအဆောက်အဦခေါင်မိုးပေါ်ကနေခုန်ချလိုက်ပြီးမြေအောက်လမ်းတွေကနေဆိုင်ကနဲ့ထွက်ပြေးပါတယ်လမ်းမပေါ်ရောက်တော့ဂျေလ်နဲ့အလီတို့ဟာဆိုင်ကရီနဲ့အပြင်းထန်လိုက်ဖမ်းကြပါတယ်နောက်ဆုံးတရားဖွင့်တဲ့နေရာမှာဆာဟီပိတ်မိသွားပါတယ်ဂျေလ်ကမေးအဖမ်းခံလိုက်တယ်လို့အော်ပေမဲ့ဆာဟီကပြုံးပြပြီးဆိုင်ကနဲ့အတူရေထဲကိုခုန်ချလိုက်ပါတယ်ရေထဲရောက်တော့ခလုတ်တစ်ခုနှိပ်လိုက်ရာသူ့ဆိုင်ကဘိန်းနဲ့တိမ်းပြီးဂျက်စကီအဖြစ်ပြောင်းလဲသွားပါတယ်ရေပေါ်မှာအရှိန်နဲ့မောင်းနေတဲ့ဆာဟီကိုဂျေလ်ကဆက်လီနဲ့လိုက်တယ်လို့အလီကလည်းကမ်းပေါ်ကနေလိုက်ပါတယ်နောက်ဆုံးမှာဂျေလ်ကရဟန်းရီပေါ်ကနေဆာဟီရဲ့ဘယ်ဘက်ပခုံးကိုတနက်နဲ့ပြစ်လိုက်နိုင်ပါတယ်ဒဏ်ရာသွားတဲ့ဆာဟီဟာရေအောက်လိုင်းကောင်းတစ်ခုနဲ့ဝင်ရောက်သွားပြီးပျောက်ကွယ်သွားပါတယ်ဂျေလ်ကတော့ဒီလောက်ဒဏ်ရာနဲ့ဘယ်ပြေးနိုင်မလဲဆိုပြီးကျေနပ်နေပါတယ်အဲ့ဒီမှာပဲစက်ကပ်ဖွင့်ပွဲစတင်ပါတယ်ဂျေလ်နဲ့ရဲတပ်ဖွဲ့ကပွဲကင်းထဲကိုရောက်လာကြပါတယ်ဆာဟီကိုတနက်နဲ့ပြစ်ထားတာမို့ပွဲဖြစ်တင်ရလိမ့်မယ်ဒါမှမဟုတ်ရင်ဆာဟီဆေးရရောက်နေမယ်လို့တွက်ထားတာပါဒါပေမဲ့သူတို့မျောလင့်ထားတာနဲ့တက်တက်စင်အောင်လွဲသွားပါတယ်ဆာဟီဟာစင်ပေါ်မှာကျမ်းမာတန်ဆွမ်းစာနဲ့ခုံပြန်ကြော်လာပြီးအလီယာနဲ့အတူဖျော်ပြပွဲကိုဖျော်ပြနေတာကိုတွေးလိုက်ရပါတယ်ပွဲပြီးတာနဲ့ဂျေလ်ကဆာဟီစကိုဒေါသတကြီးနဲ့တွားပြီးအင်ကြီးချွတ်ပြဆန်းလို့အမိတ်ပေးပါတယ်ဆာဟီကညှင်းဆန်ပေမဲ့နောက်ဆုံးမှချွတ်ပြလိုက်တဲ့အခါမှာသူ့ပခုံးမှာချစ်ရတော့မရှိပါဘူးဂျေလ်တယောက်ကြောင်အန်းသွားပြီးအချက်တကွဲနဲ့ပြန်လှည့်ထွက်သွားရပါတယ်ဂျေလ်ထွက်သွားပြီးတဲ့နောက်မှာတော့ဆာဟီဟာသူ့ရဲ့တီးတန့်အခန်းထဲကိုပြန်လာပါတယ်။မှန်ရှင်းမှထိုင်ပြီးတပြင်းချလိုက်ပါတယ်။ရုတ်တရက်သူ့နောက်ွယ်ကမောင်ရိပ်ထဲကနေလူတစ်ယောက်ထွက်လာပါတယ်။သူ့ပုံစံကဆာဟီနဲ့တပုံစံနဲ့ပါပဲ။ဒါပေမဲ့သူ့ရဲ့ဘယ်ဘက်ပခုံးမှာတနက်ဒဏ်ရာနဲ့သွေးတွေနဲ့စွန်းထင်းနေပါတယ်။သူကတော့ဆာဟီရဲ့အမွှာညီကိုဆက်မှာပါ။ဒီနေရာမှာတော့ဇက်ကိုင်းအကြီးမားဆုံးလျှို့ဝှက်ချက်ပေါ်လာပါတယ်။သူတို့ဟာအမွှာညီကိုတွေပါ။ငယ်ငယ်ကလေးကဖခင်ဖြစ်သူကသူတို့ကိုကဘာကြီးကိုလှည့်စားမဲ့မော်ပညာအဖြစ်မွေးမြူခဲ့တာပါ။ဆာဟီကထက်မြက်ပြီးခေါင်းဆောင်နန်းသူဖြစ်လို့လူတွေရှေ့မှာထွက်ပြရတယ်။ဆာလမာကတော့စကားထစ်တဲ့ညံနဲ့နှုံပြီးကလေးဆန်တာကြောင့်လူရှိမထွက်ရပဲပုံနေရတယ်။ဖခင်ရဲ့နာမည်ကြီးပျောက်ချင်းပြက်ကွက်ဟာတကယ်တော့မျက်လက်မဟုတ်ပဲအမွှာနဲ့ရောက်လူစားထိုးတာပါအခုဘန်ပေါက်ထွေးမှုမှာလဲဂျေလ်ပြစ်လိုက်လို့ဒဏ်ရာရတာကဆာလမာပါစင်ပေါ်မှာကပ်ပြနေတာကဆာဟီပါလောကကြီးကဆာဟီတယောက်တည်းရှိတယ်လို့ထင်နေပေမဲ့သူတို့နှစ်ယောက်ကတက်ညီလက်ညီနဲ့လှုပ်ရှားနေတာဖြစ်ပါတယ်ဆာဟီကအုံနောက်ဆိုရင်ဆာလမာကလက်ရုံးပါပဲဆာလမာတနာစရာကောင်းတာကသူဟာဆာဟီရဲ့အရေးအဖြစ်တက်လို့နေလာရတာပါဂျေလ်ကအရှုံးမပေးပါဘူးသူကစက်ကက်ယုံမှာအလုတ်သမားအဖြစ်ရုပ်ဖြတ်ပြီးဝင်ရောက်စုံစမ်းရာကနေအမွှာညီကိုရှိနေမှရိပ်မိသွားပါတယ်ဒါပေမဲ့သူ့မှာတက်တည်မရှိပါဘူးသူကဆာလမာရဲ့ရိုးသားမှုကိုအခွင့်ကောင်းယူပြီးထောင်ချောက်ဆင်းဖို့ကြိုးစားပါတယ်တနေ့ခုနေ့တိုင်းဆာလမာဟာဆာဟီအဖြစ်ဟန်ဆောင်ပြီးအပြင်ထွက်လေလေးရှိတာကိုဂျေးတိသွားတယ်ဂျေးကတရောင်းစားအဖြစ်ရုပ်ဖြတ်ပြီးဆာလမာနဲ့ဗန်းညံထဲမှာတွေ့ပါတယ်ဆာလမာကသူ့ကိုတနာပြီးအစားအသောက်တွေဝယ်ကျွေးရင်းခင်းမင်းသွားကြတယ်ဆာလမာကအလီယာကိုတစ်ဖက်သက်ကြိုက်နေကြောင်းရင်ဖွင့်တဲ့အခါမှာတော့ဂျေးကမင်းဖွင့်ပြောလိုက်လေးဆိုပြီးမြောက်ပွင့်ပေးလိုက်ပါတယ်ဆာလမာကလည်းဆာဟီရဲ့တားမြစ်ချက်ကိုဖောက်ဖျက်ပြီးအလီယာနဲ့ဒိတ်လုပ်ဖို့ထွက်သွားပါတယ်ဒါကိုဆာဟီတိတော့ပောက်ကွဲသွားပါတယ်မင်းကငါ့ရဲ့အရေးပဲမင်းမကိုယ်ပိုင်ဘဝမရှိဘူးဒီဟာချစ်တာကမင်းကိုမဟုတ်ဘူးငါမျက်နှာကိုချစ်တာဆိုပြီး
ရဲရဲဆက်ဆက်ပြောလိုက်ပါတယ်ဆာလမာကပြန်ပြောလို့ဆာဟီကဆာလမာကိုပါရဲလိုက်ပါတယ်ညီကိုနှစ်ယောက်ကြားမှာအကြောင်းကြီးထင်သွားပါပြီဆာလမာကဝမ်းနေပြီးဂျေစီကိုတွားပြီးရင်ဖွင့်ပါတယ်အဲ့ဒီချိန်မှာဂျေကမောက်ဆစ်တူကိုခွာလိုက်ပြီးသူ့ဘဝမှန်ကိုထုတ်ပြလိုက်ပါတယ်မင်းအကိုကမင်းကိုလူလိုမဆက်ဆံမှုသူ့ကိုအဖမ်းခံခိုင်းလိုက်ပါဆိုပြီးတွေးခွဲခဲ့ပါတယ်ဆာလမာကခေါင်းငိုက်စိတ်ကြာသွားပြီးဂျေရဲ့လက်ကိုဆွဲလိုက်ပါတယ်ရုတ်တရက်ဆာလမာရဲ့အမူအရာပြောင်းလဲသွားပြီးမျက်လုံးတွေကဆူရှသွားပါတယ်ငါအကိုကိုထိရင်ဘသူ့ကိုမှလွတ်မပေးဘူးဆိုပြီးဂျေကိုပြန်ချုပ်လိုက်ပါတယ်တကယ်တော့ဂျေလာတွေ့တာဆာလမာမဟုတ်ပါဘူးအိမ်မှာပါရဲခံရပြီးနောက်ဆာဟီကဆာလမာကိုပြန်ချော့ပြီးဂျေရဲ့အစီအစဉ်ကိုရိပ်မိလို့ဆာလမာနေရာမှာလူစားထိုးလာခဲ့တာပါဂျေကိုဆာဟီကရူလာကိုစတာတန်လန်းပေါ်မှာကျိုးတုပ်ပြီးတက်ဖို့လုပ်ပေမဲ့မင်းငါညီရဲ့ခံစားချက်နဲ့ကစားခဲ့ပေမဲ့ငါမင်းကိုမတက်ဘူးဆိုပြီးလွတ်ပေးခဲ့ပါတယ်ဆာဟီနဲ့ဆာလမာတို့ဟာနောက်ဆုံးမင်းရှင်ဖြစ်အန်ဒါဆန်ရဲ့ပေမဘန်ကြီးကိုအပိတိုင်းဖြစ်စီဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီဘန်နာပျက်စီးရင်အန်ဒါဆန်လုံးဝမွဲပြချသွားမှာပါညီကိုနှစ်ယောက်ဟာဘန်ထဲကိုဝင်ရောက်စီးနေပါတယ်ဘန်ရဲ့လီအေးပေးဆက်ထဲကိုအစိမ့်ငွေတွေလွတ်လိုက်လို့လုံခြုံရေးဝန်ထမ်းတွေကမူးမွေကုန်ပါတယ်သူတို့ဟာအနာဆာကိုဖမ်းမိပြီးသူတို့အရှိမရင်ငွေတကားကိုဖွင့်လိုက်ပါတယ်ဒီတစ်ခါတော့ပတ်စံတွေကိုအပြင်းကိုမဖြစ်ပါဘူးပတ်စံတွေရွှေတွေကိုအနာဆာရှိမရင်မိရှို့ဖျက်ဆီးပစ်လိုက်ပါတယ်အနာဆာရဲ့ဘန်အင်ပါယာကြီးပြိုလဲသွားပါပြီရဲတွေကဆွတ်အဖွဲ့တွေနဲ့အဆောက်အဦကိုဝိုင်းထားလိုက်ကြပါတယ်ညီကိုနှစ်ယောက်ဟာဆိုင်ကနဲ့အဆောက်အဦမှန်တွေကိုခွဲပြီးလေထဲကိုပြန်ဝဲကထွက်ပြေးသွားပါတယ်ရဲကားတွေရဟတ်ရင်တွေဟာအများကြီးလိုက်ဖမ်းတဲ့အခန်းကတော့ဒီစကားရဲ့အထွတ်ထိပ်ပါပဲကားတွေကြကွန်တိန်နာတွေကြရှောင်တိန်ပြီးတော့နောက်ဆုံးမှာတော့ရေကာတာတစ်ခုပေါ်ရောက်သွားပါတယ်ဒါပေမဲ့ရှေ့မှာလမ်းပိတ်နေပြီးနောက်မှာတော့ရဲတွေဝိုင်းထားတာမို့ထွက်ပေါက်မရှိတော့ပါဘူးဂျီကာတာပေါ်မှာယာတီဥတုကအုံမိုင်းနေပါတယ်အလီယာကိုလည်းရဲတွေကခေါ်လာပါတယ်အလီယာဟာဆာလမာနဲ့ဆာဟီတို့နှစ်ယောက်စလုံးကိုမြင်တော့မှအမွှာညီကိုမှတီးသွားပြီးမျက်ရည်ကျလာပါတယ်ဆာဟီကအချင်းနေမဟန်တော့မှတီးလိုက်ရလို့ဆန်ငယ်ပေါ်ကနေဆင်းပြီးတော့ဂျေစီကိုလမ်းလျှောက်သွားပါတယ်သူ့လက်ထဲမှာဗန်ဖောက်ထွင်းမှုအထောက်ထားပါတဲ့ဒစ်ကိုပေးလိုက်ပါတယ်အရာအလုံးငါလှုပ်ခဲ့တာပါငါညီကအပြစ်ကင်းတယ်သူကခလေးလို့သူ့ကိုလွတ်ပေးလိုက်ငါအဖမ်းခံမယ်လို့ပြောပြီးဆာဟီကဂျေကိုတောင်းပန်ပါတယ်ပြီးတော့ဆာလမာဘက်လှည့်ပြီးအလီယာနဲ့အတူပျော်နေခဲ့ပါကွာငါမင်းကိုပါရမီလို့တောင်းပန်ပါတယ်လို့ငိုပြီးပြောပါတယ်ဒါပေမဲ့ဆာဟီကရေကာတာလျံပေါ်တက်ပြီးခုံချဖို့လုပ်တဲ့အချိန်မှာပဲဆာလမာကသူ့ကိုလက်ကိုလမ်းဆွဲထားလိုက်ပါတယ်ဆာဟီကလွတ်ဆန့်ဆာလမာမင်းအသက်ရှင်ရမယ်လို့အော်ပြီးမဲ့ဆာလမာကပြုံးပြီးခေါင်းခါပြပါတယ်အဖေပြောဘူးတဲ့ငါတို့ကဘယ်တော့မှမခွဲရမင်းမရှိပဲငါဘလို့ရှင်တန်ရမလဲလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲညီကိုနှစ်ယောက်ဟာတယောက်လက်ကိုတယောက်တင်းတင်းကြပ်ကြပ်ဆုပ်ကန်ရင်ဖခင်တင်မိခဲ့တဲ့တချင်းစာသားကိုရွတ်ဆိုကရေကာတာပေါ်ကနေနောက်ပြန်ခုန်ချလိုက်ကြပါတယ်လေထဲမှာသူတို့နှစ်ယောက်ပြုံးနေကြတယ်ရေနဲ့ကြီးတဲ့ကိုပြုတ်ကျသွားပြီးသူတို့ရဲ့ခန္ဓာကိုယ်တွေပျောက်ကွယ်သွားကြပါတယ်နောက်ဆုံးမှာတော့အန်ဒါဆန်ရဲ့ဗန်ကြီးလက်ဒေဝါလီခံလိုက်ရပြီးပိတ်သိမ်းသွားကြောင်းသတင်းစာတွေမှာပါလာပါတယ်သူတို့ရဲ့လက်စားချေမှုအောင်မြင်သွားခဲ့ပါပြီရဲရရှိဂျေကတော့ရေကာတာကိုငေးကြည့်ရင်သူတို့ရဲ့ဖိုင်ပိတ်သိမ်းလိုက်ပါတယ်အလီနဲ့အတူလမ်းလျှောက်ထွက်ခွာသွားတာနဲ့ဇကားလေးပြီးဆုံးသွားပါတော့တယ်